စီစူရင်ဝဲနေစိစီအမြဲကင်းပါစီကျမ်းမာချမ်းသာကိုခန္ဓာသံဃာတေဝနိုင်ပါစီသာသနာကျူလောကကျူတေဝနိုင်ပါစီတရားနာကြွလာဒုသူငါတတဝံငါနနာတွင်တွင်ပြင်းနှတံပေမျိုးရန်အမှန်ကင်းကြစေနာကျင်လုံးကင်းရဲ့ကိုစင်ရဲ့အမြဲရဲ့ကင်းကြစေစူရင်ဝန်းနဲ့စိတ်စင်ရဲ့အမြဲကင်းကြစေကျမ်းမာချမ်းသာကိုခန္ဓာသံဃာတေဝနိုင်ပါစေသာသနာကျူလောကကျူတေဝနိုင်ပါစေဒုရဲ့မြတ်တန်ရှိဝါကြောင့်သူတော်ကောင်းပေါင်းတို့ကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးဓမ္မသဘင်ရှိရာကိုကြွကြည်လို့လာပါပြီရှင်သို့ပါတော့ကြောင့်အလူရှင်အလူမအပေါင်းနဲ့တူလေးစားရပါတော့တရားချစ်ခင်သူတော်စင်ပေါင်းတို့သတ်မှတ်ထားတဲ့နေရာလေးများမှာဟုတ်ကဲ့ပါရှင်နေရာယူပေးပြီးအရှင်သူမြတ်ဘုရားကြီးကိုအတူတကွမေတ္တာတန်မြိုင်ပို့သကြရအောင်ပါဆရာတော်ဘေးရန်ကင်းပါစေစိတ်စီရဲ့ကင်းပါစေကိုယ်စီရဲ့ကင်းပါစေကိုယ်စိတ်နှပြကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ပြည့်ရန်ကင်းပါစေစိတ်စီရဲ့ကင်းပါစေကိုယ်စီရဲ့ကင်းပါစေကိုယ်စိနဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေစိတ်စီရဲ့ကင်းပါစေကိုယ်စီရဲ့ကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေသူတော်ကောင်းပေါင်းတို့အရှင်သူမြတ်ဖျားကြွချီလိုလာနေပါပြီသူတော်ကောင်းပေါင်းတို့ရဲ့လက်ကင်ဖုန်းလေးများကိုပြန်လဲစစ်ဆေးပြီးချင်းဖြင့်တိတ်ဆိတ်စွာတရားတပု္ပ္ပစာကိုနာကြားကြပါရန်နဲ့အရေးကြီးကိစ္စရှိပါတယ်ဆိုကလည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့သာဆက်သွယ်ပေးကြပါရန်မေတ္တာရက်ခံအပ်ပါတယ်ဆရာတော်
比人金马子，谁谁也金马子，故事也金马子，故事那片，金马抓片，钱大抓片，看到我。သာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ပေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘုရားကြွချီလူလာနေပြီပဲဖြစ်ပါတယ်ဆရာတော်ကျမ်းမာချမ်းသာစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်ခန္ဓာဝန်ကို
သာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေကျေးဇူးလို့ရှင်ဆရာတော်ရှင်သူမြတ်ဖေဟာ1382ခုနှစ်နေုံလကွယ်နေ့ခရစ်နှစ်2019ခုနှစ်ဇူလိုင်လ1ရက်နေ့ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် Novotel Hotel Max Hotel Novotel ရန်ကုန် Max Hotel ၌ဆင်းရင်ကျင်းပပြုလုပ်ပါသော Max Myanmar Group Air Furniture Group ၏တရားလူတော်မင်္ဂလာခမ်းနားစီစဉ်ကိုဖတ်ကြားခွင့်ပြုတော်မူပါဗျာအစီအစဉ်ရအခမ်းအနားကိုနမောတတသုံးကြိမ်နဲ့ရွတ်ဆိုဖွင့်လှစ်မှာဖြစ်ပါတယ်ဗျာနမောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တစီစဉ်နှစ်ရာ